မင်္ဂလာပါရှင်အားလုံးကိုမင်္ဂလာပါကျမ်းမာချမ်းသာကြပါစေအဖွားတို့နေရတာမိုးရွာကလေးဆိုစိတ်တွေပူနေရပါတယ်မိုးရွာရင်ရေတွေရတဲ့အကြောင်းလေးတွေဝင်ရအကြောင်းကလည်းရှင်းလူတွေရလည်းများနေတော့ဟိုဘေးမှာအဆောင်မြေကွက်လက်ကလေးတစ်ခုကျမရောင်းဖို့ရှိရဲ့ဝယ်ချင်တာဝယ်လို့မဝယ်နိုင်လို့ပါဝယ်ပေးနိုင်ရင်ဝယ်ပြီးတော့ထူကြပါကွယ်နော်အဖွားတို့မှာဒုက္ခတွေရောက်နေမိုးကြွရင်နေစရာထိုင်စရာမရှိဖြစ်နေတာကိုအခုကြီးစောင့်ရှောက်ကြပါလို့အဖွားဟိုအလှခံပါတယ်ကွယ်တတ်နိုင်သလောက်လှူကြပါနော်အဖွားတို့မှာစားရေးတောက်ရေးကျမ်းမာရေးအတွက်ဒီမိုးနဲ့လေနဲ့ဆိုရင်စိတ်ပူရပါတယ်နောက်ကမြေကွက်လက်ကလေးကိုဝယ်ပေးမယ်လူမရှိဘူးဝယ်ဖွားတာရှိရင်ဝယ်ပြီးအခုကမဝယ်နိုင်လို့မဝယ်ပဲသူများအလှချင်းတွေပဲမြောက်ဖို့နဲ့တတ်နိုင်လားဝယ်ပေးပါနော်အခုနိုင်လောက်ကိုသူပါကြောင်းလေးတစ်ဆောင်ဆောက်ပြီးတော့အဖိုးဖွားနေနေဒီနေရာလေးကျကျဝင်းဝင်းလေးနဲ့နေနိုင်အောင်အခုကတော့ကြက်ပြူနေတော့ကျမ်းမာရေးတွေရတယ်မကောင်းဒုက္ခတွေရောက်နေလို့ပါအဖွားတို့ကူညီပါကွယ်နော်ယုံကြည်လေးစားပါတယ်သားသမီးသားတွေသမီးတွေကတော့လှူနိုင်ပါတယ်တယောက်ကိုနည်းနည်းစီလှူဆောင်ရပါတယ်နော်ညတာပြီးတော့ဝယ်ပေးပါကွယ်ယုံကြည်လေးစားပါတယ်တောင်းပန်ပါတယ်အလှခံပါတယ်သားတို့သမီးတို့ကိုကြီးစောင့်ရှောက်ပါကွယ်မင်းတို့ယုံကြည်လေးစားလို့အကူကြီးတောင်းတာပါကွယ်နော်တတ်နိုင်သလောက်ကလေးလူပေးကြပါကွယ်နော်တတ်နိုင်တော့သူနည်းနည်းငါနည်းနည်းဆိုရတော့ဒီမြေကွက်လက်ကလေးကဝယ်နိုင်မှာပါအခုကမဝယ်နိုင်လို့ပါကွယ်နော်ဒီကွက်လက်ကလေးဝယ်တော့ကြောင်းလေးတစ်ကြောင်းလောက်ဆောက်ပြီးတော့ဆိုနေရာကကျဲသွားတယ်နေရာကျဲသွားရင်နည်းနည်းသာအသက်ရှူပေါက်ချောင်းမယ်အခုကမိုးရလည်းကြားတော့မယ်မိုးရေဝင်လို့ရှိရင်ဒုက္ခရောက်အောင်မယ်အဲ့ဒါတွေစိတ်ပူနေရတယ်ဖေအဖွားတို့နေတဲ့အခုနေတဲ့နေရောက်ခန်းအောက်ထပ်ကနေရောက်ခန်းမိုးတွေရွာလို့ရှိရင်ရေတွေဝင်တယ်နေစရာမရှိဘူးအဲ့ဒါကျမ်းမာရေးနဲ့လည်းမငြိမ်ညွတ်တော့ခါအပေါ်မှာကြက်ပြင်းအောင်တက်နေရပါတယ်ကွယ်တတ်နိုင်သလောက်အဲ့မြေကွက်လိုက်ကလေးကိုဝယ်ပေးကြပါလှူပေးကြပါကွယ်အလှရှင်တွေကိုလည်းဒီလိုပဲစုဆောင်ပြီးတော့လှူပေးပါတို့တွေအမှန်ကိုနေစရာမရှိဘူးကြောင်းလေးတစ်ကြောင်းဆောက်လိုက်ရင်ကျဲသွားမှာပါအဖွားကလည်းအားကြီးလှူကျင်တာပဲလှူစရာမရှိလို့မလှူရတာလူကျင်လိုက်ကြမှာ3နှစ်ဆောင်ကြီးတောင်ဆောက်လူကျင်တာအခုကဘယ်လိုမှတစ်ထပ်သေးတောင်မြေကွက်လက်တောင်မဝယ်နိုင်တဲ့ဘဝဖြစ်နေအားလုံးစုပေါင်းပြီးတော့ဝယ်ပေးပါကွယ်သူနည်းနည်းငါနည်းနည်းတတ်နိုင်သလောက်ထည့်ပြီးတော့ဝယ်ပေးလို့ရှိရင်ရပါတယ်အားလုံးခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကွယ်သားတို့သမီးတို့ရဲ့